ဒီမှာတီချာတို့ကတူးလေးရာကိုမှတောက်ပြောက်ဖြစ်အောင်တောက်တွေဘယ်လိုချုပ်ရတယ်ဆိုတာကိုတီချာတင်ပြပေးမှာဖြစ်တယ်ဒီမှာဆိုရင်တီချာတို့ကဘေးထောက်နဲ့မိန်းထောက်ရှိတဲ့ထဲမှာဘေးထောက်ကိုရင်ချုပ်ပေးရမှာဖြစ်တယ်ဒီမှာတီချာတို့မှတ်ထားတာကဒီအမှတ်နဲ့ဒီအမှတ်ပဲအဲ့ဒီအမှတ်နဲ့ကိုတီချာတို့ကဒီမှာရင်းဖြောက်ဆွဲပေးရမှာအဲ့ဒီရင်းဖြောက်ဆွဲရတဲ့အမှတ်ကိုပဲတီချာတို့ကဘာလို့ရအောင်ချီကျဲနဲ့နှစ်ထပ်လုံးညီနေအောင်ဖိပေးရမှာဖြစ်တယ်ဖိပြီးသွားဆိုရင်ချေတို့ကဒီဘက်ကိုတော့မလှမ်းဘူးလှမ်းပြီးလို့ရှိရင်ဒီချေတို့လူချင်တဲ့ထောက်ကိုအဲ့ဒီအလေကြားမှာထည့်ပေးရမှာဖြစ်တယ်ဒီချေတို့ကတောင်းထည့်ခင်မှာအဲ့ဒီတောက်ထည့်မနေရရဲ့အဖျားဘက်နေရာလေးမှာချက်ကက်လေးဖြစ်အောင်ချီကျဲလေးနဲ့ဖိချုပ်လိုက်ရမှာဖြစ်တယ်ဓမ္မသာတောက်ထည့်တဲ့အခါမှာလည်းကက်ချက်လေးနဲ့မိလို့ရှင်တဲ့ဓာတ်ကိုလည်းမှန်မှန်ကန်ကန်ဆွဲလို့ရမှာဖြစ်တယ်ပြီးလို့ရှိရင်ဒီချက်ကဟာဒီလောက်ရွယ်စားရှိတဲ့ဓာတ်ကိုထည့်မယ်ဒီလောက်ရွယ်စားရှိဓာတ်ဒါကလေးအင်ကြီးလည်းဖြစ်ဓာတ်လေးသေးသေးလေးပဲထည့်ဆိုရင်ဒီချက်ကတင်းနေရအောင်ပါကိုထည့်ခြင်းနဲ့ဓာတ်ရွယ်စားကိုထောက်ထည့်တဲ့အခါမှာလည်းချုပ်ရိုးကိုဆွစိတ်လေးချုပ်ပေးရမှာဖြစ်တယ်ဒါဆိုရင်တစ်ချက်ကထောက်ထည့်လုပ်ပြီးပါပြီရှင်ခုနကတစ်ချက်ကဓာတ်မထည့်ခင်မှာအဲ့ဒီအဖျားလေးကိုချက်ကက်အောင်ခြီကျဲလေးနဲ့ဖိထားတဲ့အတွက်အဲ့ဒီခြီကျဲလေးကိုပြန်ပြီးဖြုတ်ပေးရပါမယ်ရှင်အလှလေးဆိုရင်မှာအသေးရည်ပြီးရင်ဒီမှာဖိထားတဲ့ခြီကျဲကိုလည်းချက်တော့ပြန်ဆွဲထုတ်ပြရမယ်နော်ဖိထားတဲ့ခြီကျဲဆွဲထုတ်ပြရမယ်ဆိုရင်ခြေတော့ဒီမှာရပါပြီ